ရန်ရှင်လူပြည်သူများအားလုံးမင်္ဂလာပါဗျဒီကနေ့က1988ခုနှစ်ဒုတိယဝါဆိုလပြည့်ကျော်73ရက်ကမ္ဘာသုံးပြည့်တဲ့2026ခုနှစ်ဩဂုတ်လ17ရက်အင်္ဂါနေ့ဖြစ်ပါတယ်ဗျလိုင်းပေါ်မှာပရိဟိတရေဘေးကယ်ဆယ်ရေးတွေနဲ့ပတ်သက်ပြီးတော့ဘုံတို့လည်းအလုပ်တွေများသလိုတနိုင်ငံလုံးမှာရှိတဲ့ရန်ရှင်လူပြည်သူတွေအေယာဝတီရေဘေးကယ်ဆယ်ရေးမှာအင်တိုင်းအားတိုင်းနဲ့ပူပေါင်းပါဝင်လှုပ်ဆောင်စေတနာဝါဒနာအနစ်နာအနေနဲ့လှုပ်ဆောင်နေကြတာကိုဘုံတို့အေယာဝတီသားရဟန်းတစ်ပါးအနေနဲ့များစွာအင်မတန်မှဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ဂုဏ်ယူမိပါတယ်ဗျနော်ဘုံတို့လည်းမြို့ချင်းများရဟန်းသမဂ္ဂရန်ကုန်မြို့တိုင်းညီကောင်တော်များရန်ကုန်9ရက်သားသမီးအလူရှင်များစုပေါင်းပြီးတော့လူဒန်းထားတာတွေလည်းရှိပါတယ်နောက်တစ်ခါတက်မြန်မာပြည်ကနေပြီးတော့ပြင်ဦးလွင်မြို့ကတည်င်းသုံးတဲ့ပောက်ကူတော်ကအများကြီးတဲ့အရှင်ရိအောင်တော်ပောက်ကူတော်တွေလူဒန်းတာတွေရှိပါတယ်နောက်တော့နာမည်ကြီးအနုပညာရှင်ပေါင်းများစွာဓမ္မဂရိကဆရာတော်ပေါင်းများစွာပရိဟိတလူပုဂ္ဂိုလ်ပေါင်းများစွာเนาะအနုပညာရှင်ဆယ်လီပေါင်းများစွာအားလုံးကနေပြီးတော့အေယာဝတီရေဘေးကယ်ဆယ်ရေးမှာစိတ်ရောကိုယ်ရောအချိန်ရောငွေရောအားလုံးကိုနှစ်ပြီးတော့အကူအညီကယ်ဆယ်နေတာတွေတွေ့ရတော့အင်မတန်မှလည်းဝမ်းသာပါတယ်ဗျအဲ့ထက်ရမှာဘုံပြောချင်တာလေးတစ်ခုပေါ့ဗျာဒီပရိဟိတလောက်တာပဲမင်းတို့ကဘာကိုမချင်မနှက်ဖြစ်နေတာလဲလို့ဆိုတဲ့စကားတော့မပြောနဲ့ဗျအဲ့ဒီမှာလေးမျက်နှာအင်တာဗျူးရေဘေးကယ်ဆယ်ရေးမှာနော်ပရိဟိတကိုအကြောင်းပြပြီးတော့ရေဘေးကယ်ဆယ်ရေးကိုအကြောင်းပြပြီးတော့လူမျိုးရေး1လူမျိုးရေး2ဘာသာရေး3နိုင်ငံရေးအမျက်မထုတ်ဖို့လည်းဦးသတိပေးခြင်းတယ်ဗျဘသူတွေကအမျက်ထုတ်လာတာလေဘာတွေအမျက်ထုတ်လာတယ်တာမန်မျက်စိနဲ့ကြည့်ရင်တော့မမြင်နိုင်ဘူးပေါ့ဗျာတာမန်အုံနောက်နဲ့တွေ့ရင်တော့မမြင်နိုင်ဘူးပေါ့ဗျာနော်အဲ့တဲ့ထဲမှာမော်လမြိုင်ကနေပြီးတော့မဟာပရိဟိတဆိုတဲ့အကောက်နဲ့ဦးစင်းလေးပေါ့ဗျာနော်မဟာပရိဟိတလောက်တာလေးတွေ့ပါတယ်ဦးစင်းလေးတော့ပါတယ်ဦးစင်းလေးကစွမ်းအားရှိပါတယ်သူ့ရဲ့နောက်မှာလက်မဲကြီးတွေရှိတယ်ဗျမျက်နှာမဲကြီးနဲ့လက်မဲကြီးတွေရှိတယ်အဲ့ဒါမွတ်စလင်တွေပဲဗျမွတ်စလင်တွေအားလုံးမဆိုလို့ဘူးဒီဦးစင်းလေးရဲ့နောက်ကနေပြီးတော့ဒီဦးစင်းလေးကိုချိုးကင်နေတဲ့မျက်နှာမဲနဲ့လက်မဲတွေကိုပဲဆိုလိုချင်တာပါဗျနော်တချို့သောမြန်မာပြည်ကိုတန်ဖိုးထားတယ်မြန်မာနိုင်ငံကိုချစ်တယ်မြန်မာအလံကိုအလေးပြုတဲ့မွတ်စလင်တွေအနေငယ်ရှိပါတယ်ဗျအဲ့လိုမွတ်စလင်တွေကိုတော့မပြောလို့ပါဘူးအဲ့လိုမွတ်စလင်တွေကိုတော့ဘုံဘုံတို့ကအာနာပါတယ်ဗျဒီစကားပြောရတာအဲ့မဟာပရိဟိတဆိုတဲ့အကောက်ပိုင်ရှင်ဒီဦးစင်းလေးဘွဲကိုတော့မသိပါဘူးဗျနော်မွတ်စလင်တွေနဲ့တူဘာလုပ်လဲဆွမ်းစားပြတယ်လို့ပြောရမလားထမင်းစားပြတယ်လို့ပြောရမလားအတူတူကတ်ထားပြီးတော့အများအမြင်မှာတော့ဒါဘာသာဗုဒ္ဓဘာသာနဲ့အစ္စလမ်ဘာသာဗုဒ္ဓဘာသာနဲ့အစ္စလမ်ဘာသာအရင်ကြည့်လို့ကောင်းတယ်ဒီမြင်ကွင်းလေးကိုမှလက်မခံနိုင်ဘူးဆိုတဲ့လူတွေကဒါအစွန်းရောက်တွေလို့ဟာအစွန်းရောက်နေတယ်ဟမ်ဗုဒ္ဓဘာသာနဲ့အစ္စလမ်ဘာသာနောက်တစ်ခါအစ္စလမ်တွေကဘာပြောလဲဆိုတော့သူတို့မလှူမဟုတ်လှူပါတယ်မင်းတို့လူမျိုးတွေမင်းတို့မြန်မာလူမျိုးတွေဒုက္ခရောက်တာကိုဘာသာခြားတွေကလာလှူရတာတဲ့ဟုတ်ပြီဒါဆိုရင်လေးမျက်နှာမှာမွတ်စလင်တွေမရှိဘူးလားအင်တာဗျူးမှာမွတ်စလင်တွေမရှိဘူးလားရေဘေးဒုက္ခရောက်တာကချင်ကင်ကရချင်းမွန်ဗမာရခိုင်ရှမ်းတိုင်းသားအချင်းချင်းမျိုးအကျယ်135မျိုးလို့ခေါ်တဲ့မြန်မာနိုင်ငံကမြန်မာလူမျိုးတွေပဲလားအစ္စလမ်တွေလည်းမွတ်စလင်ကလားတွေလည်းဒုက္ခရောက်တာပဲတရုတ်တွေလည်းဒုက္ခရောက်တာပဲနော်အဲ့တော့မွတ်စလင်တွေပြောတဲ့စကားကိုပြောချင်လို့မွတ်စလင်တွေဘာပြောလဲဆိုတော့မင်းတို့လူမျိုးတွေဒုက္ခရောက်လို့လာလူတာတဲ့ဘာသာခြားတွေကလာလူတာမင်းတို့ကျေးဇူးတော်တရားဟုတ်ပြီအင်တာဗျူးမှာရှိတဲ့ဗလီတစ်လုံးရေနစ်မြုပ်မွတ်စလင်တွေသိန်းနဲ့ချီလူသွားတယ်10နဲ့ချီရာနဲ့ချီပြီးတော့လူသွားတယ်ဘုရားဘာသာဘုန်းကြီးကျောင်းရေနစ်မြုပ်တယ်ဘုရားဘာသာအိမ်ကြီးရေနစ်မြုပ်တယ်1000လူသွားတယ်2000လူသွားတယ်1000လူပြီးတော့ဓာတ်ပုံကြီးတွေပြုတ်ပြဲနေအောင်ကြိုက်တယ်ဗုဒ္ဓဘာသာဆိုတဲ့လူတွေမြန်မာဆိုတဲ့မြန်မာလူမျိုးတွေမြင်တတ်ဖို့ပြောနေတာအမုန်းခံပြီးတော့ပြောနေတာနော်အမုန်းခံပြီးတော့ပဲဘဝကိုရက်တည်နေတာအချစ်ခံပြီးတော့မဟုတ်တာတော့မပြောဘူးအမုန်းခံပြီးတော့ဟုတ်တာပြောမှာသူတို့မွတ်စလင်ဗလီတွေကိုကြတော့10နဲ့ယာနဲ့ခြီးပြီးတော့လှုပ်တယ်အဲ့ဒီဟာတွေကိုဝေဝေဆာဆာနဲ့မှတ်တမ်းမှတ်ရဓာတ်ပုံတွေပြုနေအောင် online ပေါ်ကိုတက်လာတာတပုံးမှမရှိဘူးဘုန်းတော်ဘာသာမြန်မာလူမျိုးလူဆိုတော့1000လူလဲဗီဒီယိုကြီးပြုနေအောင်ရိုက်တယ်ဒီမှာအတန်ဖမ်းဖို့မိုက်ကလေးတက်ထားတယ်ဟိုမှာဖုန်းကအစင်းနေချိန်တာတယောက်မို့2ယောက်3ယောက်ရိုက်ပါမှတ်တမ်းရိုက်တာကိုလည်းအပြစ်ပြောနေအောင်မှတ်တမ်းဆိုတာယူရမယ်ဒီဟာလေးတွေကိုတင်မှတခြားသောလူချင်းတန်းချင်းတဲ့သူတွေကဆက်သွယ်လှူဒန်းပြီးတော့ပို့ပြီးတော့ထိရောက်မှာအောင်မြင်မှာ
ဒါကိုလည်းဘုံဘုံတို့ကလက်ခံတယ်ပြောချင်တာကအတူချုပ်ပြောမယ်နော်မွတ်စလင်တွေကိုလူလို့စဉ်10နဲ့ရာနဲ့ချီလူပြီးတော့ line ပေါ်ကိုတက်မလာဘူးမွတ်စလင်တွေကလှူတာဗုဒ္ဓဘာသာကိုလှူပြီးဆိုရင်တော့1000လှူ9000လှူအတင်းဗီဒီယိုကြီးတွေပြုပြနေရအောင်ယာပြီးတော့ဘာသာရေးအမျက်ထုတ်တယ်လူမျိုးရေးအမျက်ထုတ်တယ်နိုင်ငံရေးအမျက်ထုတ်တယ်အဲ့ဒီကိုတော်လေးကိုကြည့်လိုက်မာပရိုက်တာဆိုတဲ့ကိုတော်လေးသူ့ဟာသူဆိုရင်လည်းစွမ်းအားရှိတယ်သူကလည်းပြောမယ်ဆိုရင်တစ်တော့မှာ10လီပဲဗျဒီကိုတော်လေးကကြီးညိုတဲ့သူတကာတကမတွေပေါ်တယ်နိုင်ငံခြားမှာလည်းရှိတယ်ထိုင်းမှာလည်းရှိတယ်မလေးမှာလည်းရှိတယ်ဒီကိုတော်လေးထိုင်းတို့ဘာလို့ကြွတာလဲတွေ့ရတယ်အဲ့တော့ तू ကစွမ်းအားရှိတယ်ဒီကိုတော်လေးကအုံနောက်မရှိဘူးအဲ့တော့အုံနောက်ရှိတဲ့မွတ်စလင်တွေအသုံးချတာကိုဒီကိုတော်လေးခံရနေတာဒီဦးစင်းလေးခံရတာဦးစင်းလေးကသူ့အနေထားနဲ့ तू သွားမယ်ဆိုလို့ရှိရင်ဒီထက်မကပို့ပြီးတော့လည်းလုံနိုင်တယ်ပို့ပြီးတော့လည်းအောင်မြင်တယ်ဒီလောက်တာဒီအဲ့တော့ထမင်းတွေကိုမွတ်စလင်တွေကိုတလုတ်ခွန်ကိုကတလုတ်စားမွတ်စလင်တွေတလုတ်ခွန်ကိုကတလုတ်စားနဲ့အဲ့ဒါကိုနီးနားမလဲဘာသာရေးအသိမရှိတဲ့လူတွေကကြတော့ဟာရဲ့ဗုဒ္ဓဘာသာနဲ့အစ္စလမ်ဘာသာဒီမြင်ကွင်းလေးကကြည့်ရတာအရန်ကြက်တည်ရှိလိုက်တာတဲ့မှတ်ထားမြန်မာလူမျိုးတွေဗုဒ္ဓဘာသာမှာယဟန်တန်ဃာတွေကကိုရင်နဲ့တော့ဆွန်တဝိုင်းနဲ့စားလို့မရလူနဲ့ဆိုတာဝေးနော်ဗကန်တစ်ခုတည်းကထမင်းတုပ်တစ်ခုတည်းကနေတယောက်တစ်လုံးခွန့်ဖို့ဆိုတာအများမျက်စိအကြည့်မှာတော့လှတာပေါ့ဗျာမသိတဲ့လူတွေအကြည့်မှာတော့လှအန်ဒီယကိုအန်ဒီယမှန်းမသိဘူးငရဲပန်းကိုနတ်ပန်းထင်နေတာဟမ်အဲ့ဒီလိုမျိုးဖြစ်နေကြတာအဲ့တော့ဒီဦးစင်းလေးကိုအသုံးချတယ်ဒီဦးစင်းလေးကိုရှေ့ကနေရုပ်ပြထားပြီးတော့သူတို့ကမွတ်စလင်တွေဒါအတန်းရှင်းရှားနေတာမှန်မှန်မကန်ကန်နဲ့လူတန်းနေတဲ့မွတ်စလင်တွေရှိပါတယ်ဟိုမှာပုတုဆိုတာဒီကြားဘူးတာတော့မကြသေးပါဘူးဒါနဲ့ဒီကလေးမွတ်စလင်ဆိုပြီးနဲ့မစိုးဘူးဗျဒီကလေးကိုဒါတာရုခေါ်တယ်ဗျနောက်မတ်ပုတုဆိုတာကတော့မြို့ချစ်မြို့သားရေးသမားဘုံဘုံတို့ငကုံကပုတုဆိုတာ1ယောက်ပဲရှိတယ်အခုကပုတုက3ယောက်လောက်ဖြစ်နေဒါကိုလည်းခွဲခြားသိစေချင်လို့ပါအဲ့ဒီမွတ်စလင်နောက်တစ်ခါထွန်းမင်းဆိုတဲ့ဟိန္ဒူတယောက်သူလည်းလုံနေတာတွေဒါတွေလည်းတချို့ဟာတွေတာရုခေါ်ပါတယ်ဗျနော်အဲ့တော့တခြားသောခရိယန်တွေလည်းလာလှူတာတွေ့တယ်တာရုခေါ်ပါတယ်ဗျအဓိကမွတ်စလင်တွေဒီမွတ်စလင်တွေနောက်ွယ်ကနေဒီကိုတော်လေးကိုအကြောင်းပြုပြီးတော့လုံနေတာတော့လုံးဝလက်မခံဘူးဦးစင်းလေးဒီဗီဒီယိုဖိုင်ကိုမြင်အရှင်ဖျားလေးလဲနော်တတိထားအတိပွားပြီးတော့အဆင်ကျင်ပါအေဝရီရေဘေးကယ်ဆယ်ရေးမှာဟိုမော်လမြိုင်းနေလိုက်လှူဒန်းတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့တော့ကို့မှာစွမ်းအားရှိနေတဲ့သားနဲ့ကို့အုံနောက်ကိုသူများဖောက်စားတာကိုမခံပါနဲ့မွတ်စလင်တွေလည်းဗမာကိုတကြက်လူပြီးဗီဒီယိုကြီးတွေပြုနေအောင်ရဓာတ်ပုံတွေပြုနေအောင်ရသူတို့မွတ်စလင်တွေကိုလှူတာကြတော့ယာနဲ့ဆယ်နဲ့ချီလှူပြီးတော့ live ပေါ်ကိုတင်မလာဘူးအဲ့တော့မင်းတို့ကလူမျိုးရေးနိုင်ငံရေးအမျက်ထုတ်တာတွေရက်တန်းရက်ပါလို့ပဲဒီနေရာနေပြောချင်ပါတယ်ဒီတဲ့ဆက်တိုးမလားနဲ့ဆက်တိုးလာလို့ရှိရင်ဒီတိုင်းကြည့်မနေဘူးเนาะလှူတာကိုကျေးဇူးတင်တယ်ကုညီတာကိုလက်ခံတယ်အလှကိုအကြောင်းပြုပရိဒကိုအကြောင်းပြုရေဘေးကိုအကြောင်းပြုတော့ဘာသာရေးလူမျိုးရေးနိုင်ငံရေးအမျက်ထုတ်တာကိုလုံးဝလက်မခံဘူးเนาะဥပမာလေးတစ်ခုပြောပြမယ်လေစီဒုက္ခတဲ့တွေဆိုပြီးတော့မြန်မာပြည်ကိုဒုက္ခတဲ့နဲ့ခိုးဝင်လာတဲ့လူတွေနောက်တစ်ခါရိုဟင်ဂျာနဲ့တို့တိုင်းသား135မြောက်ရိုဟင်ဂျာဆိုတာမရှိဘူးလေနော်မလေးရှားကနေပြီးတော့သေမောကြီးနဲ့ပစ္စည်းတွေနဲ့မြန်မာနိုင်ငံကိုလူသားချင်းစာရာနဲ့အနေနဲ့လာရောက်ကူညီမယ်ဆိုပြီးတော့သေမောကြီးနဲ့လာချသေးတယ်ဗျပစ္စည်းတွေအပြည့်စုံလူမှုတန်းမှုတွေနဲ့အဲ့မှာသူတို့ကခေါင်းစဉ်ကဘာတက်ရိုဟင်ဂျာဒုက္ခတယ်လို့တက်တာတို့နိုင်ငံမှာတိုင်းသား135မျိုးနော်အချင်းရှင်မျိုးအကျယ်135မျိုးရိုဟင်ဂျာဆိုတာမရှိဘူးနိုင်ငံသားတော့ရှိတယ်ကလားလည်းရှိတယ်တရုတ်လည်းရှိတယ်တိုင်းရင်းသားကတော့135မျိုးပဲရှိတယ်เนาะတိုင်းရင်းသားဆိုတာမူလဗုဒ္ဓနိုင်ငံသားနဲ့တိုင်းရင်းသားမတူဘူးဒါလေးကိုလည်းခွဲခြားသိကြအောင်เนาะနိုင်ငံသားဆိုတာဘယ်လိုမျိုးတိုင်းရင်းသားဆိုတာဘယ်လိုမျိုးအဲ့မှာဘာလို့လဲအမျိုးသားရေးအဖွဲ့တွေလူချင်းမှာရန်သမသမကရန်ကုန်အမျိုးသားရေးအဖွဲ့တွေအကုန်လုံးကနေပြီးတော့ဟိုးကတိလဝစိတ်ကိုင်းမှာနိုးရိုဟင်ဂျာဆိုပြီးတွားပြတယ်ဘာဖြစ်လို့ပြရတာလဲအများအမြင်မှာတော့အော်သူတို့ကလာရောက်ပြီးတော့မလေးရှားတောင်ဒီမှာလာကူညီတာလေကိုယ်နိုင်ငံကိုလာကူညီတာလေဘာလို့မြန်မာနိုင်ငံရန်ရှင်လူပြည်သူတွေကဆန္ဒပြတာလဲဟာအဲ့ဒါတွေကိုမြင်လို့ထောင်မြင်ရာစွန့်နေလို့လှူပြီးတော့နိုင်ငံရေးအမျက်ထုတ်လို့လူမျိုးရေးအမျက်ထုတ်လို့မြန်မာနိုင်ငံကဒုက္ခသည်တွေကိုလူသားချင်းစာနာနဲ့လာရောက်လှူဒန်းပါတယ်ဆိုရင်လက်မခံစရာအကြောင်းမရှိဘူးလက်ခံတယ်ဒါပေမဲ့ရိုဟင်ဂျာတွေကိုလာရောက်လှူဒန်းပါတယ်စာတိုင်းတက်ပြီးတော့သင်္ဘောကြီးနဲ့ထွက်လာလို့ no ရိုဟင်ဂျာငါတို့နိုင်ငံမှာရိုဟင်ဂျာမရှိဘူးဆိုတာကိုဘုံလို့ရန်ရှင်လူပြည်သူတွေကနေပြီးတော့ဆန္ဒဖော်ထုတ်ပြသရတာဖြစ်တယ်အေးအခုလည်းဒီရေဘေးကိုအကြောင်းပြနော်ပရာဟိတကိုအကြောင်းပြလူရေးတိုင်းအောင်အကြောင်းပြပြီးတော့မွတ်စလင်တွေဘာသာရေးလူမျိုးရေးနိုင်ငံရေးအမျက်မထုတ်ပါနဲ့ဒါနောက်ဆုံးဖြစ်ပါစီဒီလောက်လေးပဲပြောချင်ပါတယ်